နတ်ဖျားတွေရဲ့အမျက်ဒေါသကိုရှောင်ရှားဖို့နတ်ဖျားတွေနဲ့ပိုနီးစပ်ဖို့ကြိုးစားရင်းလူတွေကရေမွေးကိုဖန်တီးမိခဲ့ကြတယ်ပင်လယ်ပြင်ကိုဖြတ်ပြီးတော့တိုက်လာတဲ့လေဒီလေးကမျက်နှာကိုလာထိတယ်လို့မျိုးလန်းဆန်းအေးမြပြီးတော့လက်ဆက်တဲ့ရေငန်လန့်ကိုရတယ်ပြီးတော့ပန်းနံတင်းလေးနေအောင်ကြီးနွေးနွေးလေးထဲမှာချထားတဲ့တစ်သားကနေထွက်လာတဲ့အနံ့မျိုးတကယ်ကိုနမိန်နဲ့လိုက်အောင်ပင်လယ်ပြင်ကျေကြီးထဲမှာရွက်လေတစည်းနဲ့ခရီးသွားနေရတဲ့ခံစားချက်ပဲဒီလိုမျိုးတကယ်မဟုတ်ဖဲနဲ့တကယ်လို့ထင်ရတဲ့ခံစားချက်မျိုးကိုပေးနိုင်တဲ့ဒီအရေးလေးတွေကအရန်ကိုမှမော်ဆန်တယ်လို့မထင်မိဘူးလားမြန်မာလိုဆိုလို့ရှိရင်ရေမွေးအင်္ဂလိပ်လို perfume လို့ခေါ်တဲ့ဒီစကားလုံးက Latin ဘာသာစကား parfumos ကနေဆင်းသက်လာတာဖြစ်ပြီးတော့သူက through smoke ဘီကိုမှတဆင်းလို့အဓိပ္ပာယ်ရှာတယ်ဒါကိုနားလည်ဖို့အတွက်ကျွန်တော်တို့အချိန်ခရီးသွားကြည့်ကြရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း4000လောက်တုန်းကမက်ဆိုပိုတေးမီးယားလူမျိုးတွေကအမွှေးကြံရနံ့တွေကိုစောစီးစွာအသုံးပြုခဲ့ကြပါတယ်။သူတို့ကဘာသာရေးပွဲတွေမှာတစ်စည်းတွေအနံ့မွှေးရဲ့တစ်ခေါက်တွေကိုမီးရှို့ရာကနေထွက်လာတဲ့မွှေးကြိုင်တဲ့မီးခိုးနံ့တွေကိုနတ်ဖျားတွေကိုပူဇော်ခြင်းလို့သတ်မှတ်ခဲ့ကြတယ်။တဖြည်းဖြည်းနဲ့လူတွေကသူတို့ရဲ့ခန္ဓာကိုယ်မှာသာအမွှေးအကြိုင်တွေကိုအသုံးပြုမယ်ဆိုရင်နတ်ဖျားတွေကစောင့်ရှောက်မယ်မကောင်းဆိုးဝါးတွေကိုမောင်းထုတ်ပေးမယ်စေဝိညာဉ်ကိုတန့်စင်စေပြီးတော့နတ်ဖျားတွေနဲ့ပို့ပြီးနီးစပ်မယ်လို့ယုံကြည်ခဲ့ကြတယ်ဗျ။မွေးနတ်သားတွေကိုတုံးရတာပို့ပြီးတော့လွယ်ကူဖို့အတွက်တစ်စီးတွေတစ်ခေါက်တွေကိုရောပြီးတော့နတ်သားရဲ့ပုံစံမျိုးတွေဖန်တီးခဲ့ကြတယ်။ဘာသာရေးပွဲတွေဝိညာဉ်နဲ့သက်ဆိုင်တဲ့ပွဲတွေမှာဒီမီးခိုးနတ်တွေကိုခံယူပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စေဝိညာဉ်ကိုတန့်စင်ခဲ့ကြတယ်။မီးခိုးမွေ့ဆိုတဲ့အတိုင်းပဲသူ့ရဲ့အနံ့ကခဏတာပဲခံတာပေါ့နော်နောက်တော့အစီတွေကအနံ့တွေကိုထိန်းထားပေးနိုင်တယ်ဆိုတဲ့အချက်ကိုတွားပြီးတော့ရှာဖွေတွေ့ရှိခဲ့ကြတယ်ဒီလိုနဲ့အုံးစီတို့ဘာဒန်စီတို့တန်လွင်စီတို့ထဲမှာခုနမွေးကြိုင်တဲ့တစ်ခေါက်တွေတစ်သီးတွေအပင်တွေကိုထည့်ပြီးတော့နတ်သားစီပုံစံမျိုးကိုဖန်တီးခဲ့ကြတယ်ပေါ့နော်ဒီအမွေးနတ်သားစီထုတ်တဲ့နီးကိုစတင်တွေ့ရှိခဲ့တဲ့သူကထပ်ပူတီဆိုတဲ့မက်ဆိုပိုတေးမီးယားအမျိုးသမီးတရားလို့မှတ်တမ်းတွေအရတော့သိရပါတယ်ဒါပေမဲ့နန္တာစီလေးနည်းနည်းရှားဖို့တော့မှပဲကုန်ကျန်းပစ္စည်းအများကြီးသုံးရတဲ့ထုတ်လုပ်မှုကြာမြင့်ပြီးတော့အချိန်အရန်ယူရတဲ့အတွက်ရွှေနဲ့နီးယူတန်ဖိုးရှိလို့ဒီအမွေးရနန္တာဖော်ဆက်တဲ့လုပ်ငန်းတွေကိုဘာသာရေးကျောင်းနဲ့နတ်စီယာတွေကထိန်းချုပ်ထားတဲ့အတွက်တာမန်လူတွေအနေနဲ့အသုံးပြုဖို့မလွယ်ဘူးလေဗျမက်ဆိုပိုတေးမီးယားကနေစတင်ခဲ့တဲ့ဒီအမွေးနန်းသာစီတွေကိုယဉ်ကျေးမှုတွေကိုထည့်ပြီးတော့အခြေတုံးအသုံးပြုခဲ့ကြတဲ့သူတွေကတော့ရှီဟောင်းအီဂျစ်လူမျိုးတွေဘယင်မဟာရှက်ဆွလက်ထက်မှာဆိုလို့ရှိရင်မွေးနတ်သားကိုရှာဖွေဖို့ရှာဖွေရေးခီးစဉ်တွေကိုစီလွတ်တဲ့အထီကိုစိတ်ဝင်စားရှိခဲ့ကြတယ်။ပြီးတော့နာဖတ်တမ်ဆိုတဲ့လက်ဖျားတစ်ပါးကိုအမွေးနတ်သားတို့ရဲ့အရှင်သခင်အဖြစ်နဲ့ကိုးကွယ်ခဲ့ကြတယ်။ဘာသာရေးပွဲတွေမှာသာမကတေဆုံးပြီးသားရုပ်ကလပ်တွေကိုတင်ဆက်တဲ့နေရာမှာပါဒီအမွေးနတ်သားတွေကိုအသုံးပြုခဲ့ကြတယ်။ဒါကဝိညာဉ်ကိုတန်းစင်စေပြီးတော့ကောင်းကင်ဘုံကိုရောက်မယ်လို့ယုံကြည်ခဲ့ကြလို့အဲ့ဒီကာလကရှားပါတဲ့အမွေးနတ်သားတွေကိုသိမ်းဆည်းဖို့အတွက်မြေတွေကျွေတွေအပြင်ရှားပါလာတဲ့ဖန်တွေကိုလည်းအသုံးပြုခဲ့ကြတယ်။ဒီအမွေးနတ်သားစီတွေကစီကိုအခြေခံတဲ့ပုံစံမျိုးနဲ့ကမ္ဘာကုန်သွယ်ရေးတွေမှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုအဖြစ်ကုန်သွယ်ခဲ့ကြပါတယ်။အနံ့စီတွေပါရှားနိုင်ငံကိုရောက်လာတဲ့အခါမှာတော့ကြီးမားတဲ့အပြောင်းအလဲတစ်ခုနဲ့ကြုံခဲ့ရတယ်။ပါရှားနိုင်ငံကကုန်သွယ်ရေးရဲ့အချက်အခြာကျတဲ့နေရာမှာတည်ရှိပြီးတော့သူတို့ကဒီအမွေးနတ်သားကုန်ကျန်းနဲ့ပတ်သက်တဲ့ကုန်သွယ်ရေးတွေကိုထိန်းချုပ်ထားတယ်။သူတို့ရဲ့စိတ်ထဲမှာဒီအမွေးနတ်သားစီတွေကမူရင်းကုန်ကျန်းရဲ့အနံ့အတိုင်းအပြည့်အဝမရဘူးလို့ခံစားရတဲ့အတွက်ပို့ပြီးတော့တတ်ဆင်အောင်လုပ်နိုင်ဖို့နည်းလမ်းတွေကိုရှာဖွေခဲ့ကြတယ်။ဒီလိုနဲ့ AD 900စုမှာတော့ပေါင်းခန့်ခြင်းဆိုတဲ့နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒီပေါင်းခန့်ခြင်းနည်းလမ်းကခေတ်သစ်ရေဝေးလောကကိုဖြစ်လာစေမဲ့ကြီးမားတဲ့အရေးပါတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုလို့ပြောလို့ရတယ်အဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်လည်းရှင်းပြချင်တယ်ပေါ့နော်ပေါင်းခန့်တယ်ဆိုတာကကျွန်တော်တို့ကအိုးကြီးတစ်လုံးထဲမှာငွေနဲ့သာကုန်ကျန်းတွေကိုရှည်နဲ့ရောပြီးတော့ထည့်လိုက်တယ်ပြီးတော့အဲ့ဒီရှည်ကိုအဝိပြင်အောင်
အောက်ကနေအပူပေးလိုက်တဲ့အခါမှာကျွန်တော်ဒီအနံ့ပါတဲ့အငွေ့တွေကထွက်လာတယ်အဲ့ဒီအငွေ့တွေကိုပိုက်တွေကနေတစ်ဆင့်အေးခံတဲ့နေရာကိုပို့လိုက်တဲ့အခါမှာအရေပုံစံပြန်ဖြစ်သွားပြီးတော့အမွှေးစီနဲ့ရေဆိုပြီးတော့ကွဲထွက်သွားတယ်ဗျအဲ့ဒီမှာကျွန်တော်တို့ကရေကိုဖယ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်တန်းစင်တဲ့ရနံ့စီတီးတယ်ပဲကြံခဲ့ပါတယ်အဲ့အနံ့စီတွေကအရန်ကိုမှအနံ့ပြင်းတာဖြစ်တဲ့အတွက်အုံးစီတို့ဘာဒန်စီတို့တန်ရင်စီတို့နဲ့ပြန်ရောပြီးတော့သုံးလို့ရတယ်ဘလို့ပဲပြောစီပါဝင်သေးတာဖြစ်တဲ့အတွက်အသုံးပြုတဲ့အခါမှာတက်စီစီဖြစ်တာတို့အစီပြန်တာတို့ပြီးတော့ဒီအင်ဂျီတွေကိုစွန့်ထင်းတာတို့တွေကြုံရတယ်ပေါ့နော်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်နီလန်းတွေရှာရင်းနဲ့အချင်းဖောက်ထားတဲ့အရေကိုအပူပေးလိုက်မယ်ဆိုလို့ရှိရင်ရေထပ်ပူစောပြီးတော့အဝိပြန်နေဆိုတဲ့အချက်ကိုတွားပြီးတော့တွေ့ရှိခဲ့ကြတယ်။အဲ့ဒီအဝိတွေကိုပြန်ပြီးတော့တန်းစင်လိုက်တဲ့အခါမှာတော့ဒီနေ့ကျွန်တော်တို့အားလုံးသိကြတဲ့အရက်ပြန်ဆိုတာဖြစ်လာတာပေါ့ဗျာ။အရက်ပြန်နဲ့အမွှေးစီကိုရောပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင်အရက်ပြန်ကခန္ဓာကိုယ်ကနေအဝိပြန်ထွက်သွားတာဖြစ်တဲ့အတွက်အနံ့တီးတာပဲကြံခဲ့။အရက်ပြန်ကရေမွေးလောကအတွက်တကယ်ကို game changing ပဲ။အစင်းမြင့်တင်ထားတဲ့အမွေးနှံတာကုန်ကျန်းတွေနဲ့ဤပညာတွေကကုန်သွယ်ရေးကတဆင့်တရုတ်ပြည်ကိုရောက်လာခဲ့ပါတယ်။တရုတ်လူမျိုးတွေကဒီအမွေးနှံတာတွေကိုစာရေးကိရိယာတွေမှင်အိုးတွေပြီးတော့ဒီအိမ်ရဲ့လေတွေကိုတန့်စင်ဖို့နဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက်ပါအသုံးပြုခဲ့ကြတယ်။ဒါအပြင်တိုးရဲ့ဟင်းခတ်အမွေးအကြိုင်တွေတခြားဆေးဘက်ဝင်အပင်တွေနဲ့ကိုယ်ဝရနံ့တွေကိုပါထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ရှေးဟောင်းဂရိနဲ့ရောမလူမျိုးတွေကဆိုလို့ရှိရင်သူတို့ရဲ့ရေဝေးဖော်ဆက်တဲ့နီလန်းကိုစနစ်တကျမှတ်တမ်းတင်ထားခဲ့ကြတဲ့အတွက်ဒီနေ့အထီကိုအဲတုန်းကအနံ့အတိုင်းတက်ထက်သေးတူအောင်ပြန်ပြီးတော့ဖန်တီးလို့ရပါတယ်။ရောမလူမျိုးတွေကဖန်မှုတ်တဲ့နည်းပညာကိုရှာတွေ့ပြီးတဲ့နောက်မှာရှင်မွေးတွေကိုတူလောင်ဖို့အတွက်ပုံစံအမျိုးမျိုးဒီဇိုင်းအမျိုးမျိုးနဲ့ဖန်ပလင်းတွေကိုကြည်ကြည်ပြန့်ပြန့်အသုံးပြုခဲ့ကြပါတယ်။ AD 17ရာစုပတ်ဝန်းကျင်မှာဥရောပလူမျိုးတွေကအရှိအလယ်ပိုင်းဒေသကနေရေဝေးကုန်ချမ်းတွေထုတ်လုပ်တဲ့နည်းပညာတွေကိုသူတို့ရဲ့နိုင်ငံကိုပြန်လည်ယူဆောင်လာနိုင်ခဲ့ကြပြီးတော့အရက်ပြန်ကိုအခြေခံတဲ့ရေမွေးတွေကိုဥရောပမှာထုတ်လုပ်လာနိုင်ခဲ့ကြပါတယ်။သူတို့စီမှာပလိတ်ယောဂကြီးဖြစ်တဲ့အချိန်တုန်းကဆိုလို့ရှိရင်ဆရာဝန်တွေကအနံ့ဆိုးတွေဟာယောဂတွေကိုတည်ဆောင်လာနိုင်တယ်လို့ယုံကြည်ကြတဲ့အတွက်သူတို့ရဲ့ဒီငှက်နှုတ်ဒီပုံစံ mask တွေထဲမှာအမွှေးနှံတာတွေဆေးဘက်ဝင်အပင်တွေကိုထည့်သွင်းပြီးတော့အသုံးပြုခဲ့ကြပါတယ်။ AD 14ရာစုပတ်ဝန်းကျင်မှာတော့အီတလီကပညာရှင်တွေကအစင်းမြင့်တဲ့ဓာတုဗေဒနီလန်းတွေနဲ့ရေမွေးကိုအမှုပညာတတ်တတ်မဟုတ်ပဲသိပ္ပံနည်းကျစနစ်တကျကိုပေါ်ဆက်လာနိုင်ခဲ့ကြတယ်။ AD 16ရာစုပတ်ဝန်းကျင်မှာအီတလီရဲ့မင်းသမီးကပြင်သစ်ဘုရင်နဲ့လက်ဆက်လိုက်တဲ့အခါမှာဒီရေမွေးပညာရှင်အဖွဲ့တွေကလိုက်ပါလာပြီးတော့သူ့ရဲ့ရေမွေးပေါ်ဆက်တဲ့နည်းလမ်းတွေကိုပြင်သစ်နန်းတော်ကိုမိတ်ဆက်ပေးရကနေပြီးတော့ပြင်သစ်ရဲ့ရေမွေးပေါ်ဆက်မှုကကမ္ဘာအလယ်မှာနာမည်ကျော်လာခဲ့ပါတော့တယ်။ပြင်သစ်တွေကထူးခြားဆန်းပြတဲ့ကုန်ကျန်းတွေကိုသုံးပြုပြီးတော့ရှုပ်ထွေးတဲ့အနံ့တွေကိုဖန်တီးလာနိုင်ခဲ့ကြတယ်။ဒါအပြင်သူတို့ရဲ့အင်မတန်မှအနုစိတ်လာတဲ့ဖန်ပလင်းပုံစံဒီဇိုင်းတွေကရေမွေးရဲ့အဆင့်အတန်းကိုအမြင့်ဆုံးရောက်အောင်တွန်းပို့နိုင်ခဲ့ပါတယ်။18ရာစုမှာတော့ Eau de Cologne ရေမွေးကိုဖန်တီးနိုင်ခဲ့ကြတယ်။ဒီရေမွေးကတခြားသောရေမွေးတွေလိုအနံ့ပြင်းပြင်းမဟုတ်ဘဲနဲ့လိမ္မော်တို့တံမယာတို့ကိုအခြေခံပြီးတော့ဖန်တီးထားတာဖြစ်တဲ့အတွက်လန်းဆန်းလက်ဆက်တဲ့အနံ့စီနည်းနည်းပဲပါပြီးတော့အရက်ပြန်ကိုအများကြီးတုံးထားတဲ့အတွက်ထုတ်လုပ်ဖို့ကုန်ကျစရိတ်ကတက်တာတယ်။ဒီ Eau de Cologne ကရေမွေးတွေကိုဇိမ်ခံပစ္စည်းအဖြစ်ကနေပြီးတော့နေ့စဉ်သုံးစွဲနိုင်တဲ့အနေအထားထိရောက်အောင်ရေမွေးလုပ်ငန်းကိုလုံးဝပြောင်းလဲစေခဲ့တဲ့အရေးပါတဲ့ရေမွေးတစ်ခုဖြစ်ခဲ့ပါတယ်။19ရာစုနောက်ပိုင်းမှာတော့အစင်းမြင့်တဲ့ဓာတုဗေဒနည်းပညာတွေနဲ့အတူ aldehyde ဆိုတဲ့ဓာတ်ပေါင်းစုတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြတယ်။ဒီဓာတ်ပေါင်းစုကတဘာဝကမထုတ်ပေးနိုင်တဲ့အနံ့တွေကိုတော့ထုတ်လုပ်နိုင်ပြီးတော့ပို့ပြီးတော့နက်နဲတဲ့အနံ့တွေကိုဖန်တီးလာနိုင်ခဲ့ကြပါတယ်။1920ပြည့်နှစ်နောက်ပိုင်းမှာ aldehyde ဓာတ်ပေါင်းစုကိုအသုံးပြုထားတဲ့ Chanel ရဲ့နံပါတ်5ရေမွေးကအဲဒီကာလကအမျိုးသမီးတွေအဖိနှိပ်ခံဘဝကနေပြီးတော့လုပ်ငန်းခွင်ဝင်လာတဲ့ခံစားချက်မျိုးကိုပေးစွမ်းနိုင်တဲ့အနံ့အဖြစ်နဲ့ရေမွေးလောကကိုတစ်ခေတ်ဆန်းစေခဲ့ပါတယ်။လူတွေကဘလောက်တောင်အမွေးနှံတာတွေကိုဆွဲလန်းလာလဲဆိုလို့ရှိရင်1930လို့စီးပွားပြတ်ခတ်ကာလကြီးမှာတော့ရေမွေးလုပ်ငန်းကတောင့်ခံနိုင်ခဲ့တယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ Retro Fashion တွေကခေတ်စားလာတာနဲ့အမျှရေမွေးကိုအသုံးပြုတဲ့လူတွေကလည်းပိုပြီးတော့များပြားလာခဲ့တယ်။1960နောက်ပိုင်းမှာတော့ hippie လှုပ်ရှားမှုနဲ့အတူ Dior ရဲ့ Eau Sauvage လိုမျိုးတဘာဝကပြီးတဲ့လန်းဆန်းတဲ့အနံ့မျိုးတွေကခေတ်စားလာခဲ့ပါတယ်။ Feminism လိုမျိုးအမျိုးသမီးဝါဒတွေထွန်းကားလာတဲ့1980နောက်ပိုင်းမှာလူတွေက
ကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ personality ကိုဖော်ပြဖို့အတွက်ဝတ်အစားတွေကိုသာမကရေမွေးတွေကိုပါအသုံးပြုခဲ့ကြတယ်။ဝါရဆန်ရဲ့ OPM လိုမျိုးအရှိတိုင်းဆန်ပြီးတော့ပြင်းထန်တဲ့အနံ့တွေကအမျိုးသားရောအမျိုးသမီးရောခြားထဲမှာပါရဲရဲမှုရဲ့တင်ကိတာအဖြစ်နဲ့အောင်မြင်ခဲ့ပါတယ်။1990နောက်ပိုင်းမှာတော့ CK1 ကပထမဆုံး unisex ရေမွေးအဖြစ် Kevin Klein ကနေပြီးတော့ထုတ်လုပ်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ရေမွေးလောကမှာကရွေးချယ်စရာတွေအများကြီးရှိနေပြီရေမွေးတီးတန်းထုတ်တဲ့ brand တွေလည်းရှိတယ်လို့ designer brand တွေလည်းရှိတယ်ကိုက luxury ဆန်တဲ့ဖိုင်မျိုးကိုလိုချင်တာလား daily wear အတွက်လားဘလို့အနေထားမျိုးအတွက်သုံးချင်တာလဲဘလို့ခံစားချက်မျိုးကိုလိုချင်တာလဲအားလုံးကိုဖန်တီးလို့ရတယ်အနံ့တွေဆိုလို့ရှိရင်လည်းပွေးရနံ့ကိုမှမျိုးစုံရှိတဲ့အပြင်တခါတလေစစ်ပွဲတွေကလိုအနံ့မျိုးသွေးနံ့လိုမျိုးချွေးနံ့လိုမျိုး controversial ဖြစ်စေတဲ့အနံ့မျိုးတွေကိုတော့ထုတ်လုပ်တဲ့သူတွေရှိတယ်။နတ်ဖျားတွေကိုပူဇော်ခြင်းကစလို့ဒီနေ့အထိကိုလူတွေကရေမွေးကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့အသုံးပြုနေကြတယ်။ရေမွေးတွေကကျွန်တော်ရဲ့မှတ်ဉာဏ်နဲ့စိတ်ခံစားချက်တွေကိုတခြားအရာတွေတက်နက်နက်ရှိုင်းရှိုင်းကိုချိတ်ဆက်ပေးနိုင်တဲ့မော်ဆန်တဲ့အစွမ်းရှိတယ်။ဒီနေ့ကျွန်တော်တို့အလွယ်တကူအသုံးပြုနေတဲ့ရေမွေးတွေဖြစ်လာဖို့နှစ်ထောင်ပေါင်းများစွာကြာခဲ့တဲ့အပြင်အမှတ်တရတွေအပြည့်နဲ့ကျန်းတဲ့ခရီးလမ်းကိုဖြတ်သန်းခဲ့ရပါတယ်။အနာဂတ်မှာတော့ရေမွေးတွေကဘလို့ပုံစံမျိုးနဲ့ဖြစ်နေမလဲဘလို့အနံ့တွေက trend ဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် Orients တွေရဲ့ signature စံကရောဘလို့မျိုးလဲဘယ် brand ရဲ့ရေမွေးတွေကိုအများဆုံးသုံးပြနေလဲဘလို့အနေအထားမျိုးမှာရေမွေးကိုအသုံးပြုလဲဆိုတာလေးတွေကိုလည်းဝင်ရောက်ပြီးတော့ပြပေးခဲ့ကြပါဦးကျွန်တော်ကတော့လက်ရှိမှာဒီ Mizuma Yella ရဲ့ ceiling day ကိုသုံးပြနေတယ်ပေါ့နော်တော်တော်လေးလည်းမိုက်တယ်သူအနံ့လေးပြီးတော့အရေးကြီးတာကကျွန်တော်ရေမွေးတွေကိုစွတ်တဲ့အခါမှာဘလို့ပုံစံမျိုးနဲ့စွတ်ကြလဲဆိုတာလေးတွေကိုလည်းပြပေးခဲ့ကြပါဦးเนาะဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ပြီးကြရင်ပြန်တွေ့ပါ